သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်တပေါင်းလဆန်း9ရက်တနင်္ဂနွေနေ့ခရစ်နှစ်2026ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အဖွဲ့ခွဲအမှတ်25မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၌ကျင်းပပြုလုပ်အပ်သော10ရက်တရားစခန်းပွဲတော်ကြီးတွင်ဟောကြားချီးမြှင့်တော်မူအပ်သောခန္ဓာဉာဏ်ရောက်ပဋိစ္စသမုပ္ပါဝိပဿနာအလုပ်ပြီးတရားတော်မြတ်နှင့်စန္ဒာထီရီယဟန္တာထီရီမဘဝစကြောင်းဘဝကျမ်းပြီးမဲ့ဓမ္မနန်းတော်သို့ရောက်ပါတယ်ဒီတရားတော်မြတ်ကိုဟောကြားပေးတော်မှာဖြစ်ပါတယ်တရားတော်မြတ်မဟောကြားမီမနာကြားမီတရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားနမောတတ္တနဲ့ဖယားရှိခိုးကြပါကုန်စုနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကဲယောဂီအပေါင်းသူတော်ကောင်းတို့အားလုံးလိုက်ဆိုကြရအောင်မူလနှဖြာဒစ္စာနှစ်ခုလေးခုအလွာအင်္ဂါ12ပါးတရေကိုမြတ်နှင့်သုံးမအစာနယမူလာဝတုံးဝနှင့်ကာလသုံးဖြာချင်းရာ20ဤရှိသွေကိုအလွယ်ချက်မှာသိစီအပ်သည်တန်တရားမှလွတ်ကြောင်းသည်ဆိုပါအောင်တစ်ခါယောဂီအပေါင်းတော်ကောင်းတို့တန်တရာမှလွတ်ကြောင်းတည်းတဲ့ပြောပါအောင်ဘယ်မှလွတ်ကြောင်းတည်းလဲတန်တရားမှလွတ်ကြောင်းတည်းအဲ့တော့တန်တရား
တန်တရားတန်တရားလို့တွေပြောကြတယ်တဲ့တန်ခတပုတ်တရာခတပုတ်ပေါ့အဖမအထာထဖြစ်တတ်တဲ့ဖြစ်ရတဲ့သဘောတို့ကိုတန်တရားလို့ခေါ်ရတယ်ခန္ဓာ၅ပါးတို့ဖြင့်အမြဲတမ်းလဲပတ်ပြီးတော့နေရတယ်အာယရဏ12ပါးဓာတ်18ပါးတို့ဖြင့်အမြဲတမ်းလဲပတ်ပြီးတော့နေကြရတာကိုတန်တရားလဲတယ်လို့ခေါ်ပါတယ်ယောဂီအပေါင်းတော်ကောင်းတို့တဲ့တန်တရားလဲတယ်ဆိုတာကလေတဲ့တကယ်ကြတော့အင်္ဂါ12ပါးတို့နဲ့လေပတ်နေရတာကိုတန်တရားလဲတယ်လို့ခေါ်ရတယ်။ဘာ12ပါးတို့နဲ့လဲအင်္ဂါ12ပါးတို့ဖြင့်လေပတ်နေတာကိုတန်တရားလဲတယ်လို့ခေါ်တယ်။ကဲစဝိုင်းကိုကြည်လိုက်ပေါ့နော်။ထုတ်ထောက်တာကိုလည်းကြည်ရမယ်။အားလုံးလိုက်ဆိုပါအင်္ဂါ12ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရဝိညာဉ်နာယောသာလယတနာခတ္တဝေဒနာဒနာဥပါဒံဘဝသာတိစရာမရဏအင်္ဂါ12ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရဝိညာဉ်နာယောသာလယတနာခတ္တဝေဒနာဒနာဥပါဒံဘဝသာတိစရာမရဏကဲယောဂီပေါင်းတော်ကောင်းတို့တဲ့တန်တရားလေးတဲ့ဆိုတာကအင်္ဂါဘယ်နှပါးနဲ့လဲနေရတာအင်္ဂါ12ပါးတို့နဲ့တဲ့လဲနေရတယ်အဲ့တော့စัจ java လာအနန္တတတ္တဝအနန္တလို့ပြောပြင်ပြော냐တော့လည်းပဲတကယ်ကြတော့တဲ့အင်္ဂါ12ပါးပဲရှိပါတယ်အားလုံးပြောဘာ12ပါးပဲရှိတယ်အင်္ဂါ12ပါးပဲရှိပါတယ်ဒီအင်္ဂါ12ပါးတို့တွင်တဲ့နံပါတ်1အကွက်လွန်လေပြီးသောအတိတ်ကာလတုန်းကယောဂီတို့ဘုန်းကြီးတို့သည်တဲ့အင်္ဂါ2ပါးနဲ့နေခဲ့ကြတယ်အင်္ဂါဘာ2ပါးနဲ့နေခဲ့ကြတာတော့အဲ့ဒီအင်္ဂါ2ပါးကဘာနဲ့ပါလဲဘာနဲ့ပါလဲကဲဒီအဝိဇ္ဇာနဲ့သင်္ခါရသည်ကာလနဲ့ပြောရင်ဘယ်ကာလအလွှာနဲ့ပြောလျင်ဘာအလွှာသစ္စာနဲ့ပြောလျင်ဘာသစ္စာယံမိမေယောဂီပေါင်းတော်ကောင်းတို့လုံးလေပြီးသောအတိတ်ကာလတုန်းကယောဂီတို့ဘုန်းကြီးတို့သည်အင်္ဂါဘယ်နှပါးနဲ့နေခဲ့တာတော့အဲ့ဒီအင်္ဂါ2ပါးကဘာနဲ့ပါလဲကာလနဲ့ပြောလျင်ဘယ်ကာလအလွှာနဲ့ပြောလျင်ဘယ်အလွှာသစ္စာနဲ့ပြောလျင်ဘာသစ္စာ
ဤသမုဒိယသစ္စာဆိုတာကချမ်းသာကြောင်းအမှန်တရားလားဆင်းရဲကြောင်းအမှန်တရားလားနိဗ္ဗာန်ရောက်ကြောင်းအမှန်တရားလားဒုက္ခဖြစ်ကြောင်းအမှန်တရားလားဒုက္ခဖြစ်ကြောင်းအမှန်တရားကဲဒုက္ခဖြစ်ကြောင်းအမှန်တရားကအဝိဇ္ဇာနဲ့သင်္ခါရအဝိဇ္ဇာဆိုတာကသစ္စာမသိခြင်းလို့အဓိပ္ပာယ်ရတယ်သို့မဟုတ်ယောဂီပေါင်းတော်ကောင်းတို့ဒီခန္ဓာ၅ပါးကြီးကိုဒုက္ခသစ္စာရဲ့လို့မသိအောင်ဖုံးအုပ်ခဲ့တာကိုဒါအဝိဇ္ဇာလို့ခေါ်ရတယ်အဝိဇ္ဇာသည်တဲ့ဖုံးယုံတာဖုံးတာမဟုတ်ဘူးလှဲ့လေလှဲ့စားသည်တဲ့လှဲ့ကောမလှဲ့စားဘူးလားကဲဆိုကြပါစို့ယောဂီတို့ဘုန်းကြီးတို့ရဲ့တန်တန်မှာရှိနေတဲ့ဒီခန္ဓာ၅ပါးကဘာသစ္စာဒုက္ခသစ္စာဖြစ်ပါလျက်ကဲနဲ့ယောဂီတို့ဘုန်းကြီးတို့သည်လွန်လေပြီးသောအတိတ်ကာလတုန်းကဒီခန္ဓာ၅ပါးကိုဒုက္ခသစ္စာရဲ့လို့များသိခဲ့ရဲ့လားမသိခဲ့ဘူးမသိအောင်နဲ့အဝိဇ္ဇာကတော့ဖုံးအုပ်ထားတာအာကဖုံးအုပ်ထားတာလေအဝိဇ္ဇာကတော့ဖုံးအုပ်ထားတာအဝိဇ္ဇာသည်တဲ့ခန္ဓာ၅ပါးကိုဒုက္ခသစ္စာရဲ့လို့မသိအောင်ဖုံးအုပ်ယုံတယ်မကဘူးလူချမ်းသာလို့ထင်အောင်လဲလှည့်စားခဲ့တယ်နတ်ချမ်းသာလို့ထင်အောင်လဲလှည့်စားခဲ့တယ်ယမချမ်းသာလို့ထင်အောင်လဲပဲတဲ့လှည့်စားခဲ့ပါတယ်တဲ့ဒါကြောင့်အဝိဇ္ဇာရဲ့တတ္တိကဖုံးလေဖုံးတတ်တယ်လှဲ့လေလှည့်စားတတ်တယ်ကဲလိုက်ဆိုမယ်သစ္စာလေးချက်တဘောနဲ့ကိုဖုံးဝဲကွယ်ကလေစားတာအဝိဇ္ဇာဟုခေါ်ပါသည်သစ္စာလေးချက်တဘောနဲ့ကိုဖုံးဝဲကွယ်ကလေစားတာအဝိဇ္ဇာဟုခေါ်ပါသည်ဆိုအောင်နှစ်ခေါက်တဘောနဲ့ကိုဖုံးဝဲကွယ်ကလေစားတာအဝိဇ္ဇာဟုခေါ်ပါသည်သစ္စာလေးချက်တဘောနဲ့ကိုဖုံးဝဲကွယ်ကလေစားတာအဝိဇ္ဇာဟုခေါ်ပါသည်ကဲယောဂီပေါင်းတော်ကောင်းတို့တဲ့အဝိဇ္ဇာရဲ့သဘောခန္ဓာ၅ပါးတို့ကိုဒုက္ခသစ္စာရဲ့လို့မသိအောင်မမြင်အောင်လဲဖုံးတတ်တယ်ဒီခန္ဓာ၅ပါးနဲ့နေရမှချမ်းသာမယ်လို့ထင်အောင်လဲလှည့်စားတတ်တယ်ဘုဂုတ်ဆရာတော်ဘုရားကြီးကတော့မစင်ကိုမစင်မှမသိဘူးအဲ့ဒီမစင်ကိုပဲတဲ့စံတကူရေလို့တဲ့ထင်မှတ်နေကြတယ်ဒါကြောင့်မဲတဲ့အချို့တော့ဒကမာကြီးတွေကမစင်ကိုမစင်မှမသိစံတကူရေလို့အဲ့ဒါထင်မှတ်နေသည့်အတွက်ကြောင့်မြတ်မြတ်နူးနူးနေတဲ့အဲ့ဒီမစင်ဒီနဲ့မျက်နာကိုလိမ့်ညတယ်ဘာကိုလိမ့်ညတာမစင်ဒီနဲ့မျက်နာကိုလိမ့်ညတာသဘောပါရဲ့လားကဲမစင်ကိုမစင်မှန်သိတဲ့ပုဂ္ဂိုလ်ဒီမစင်ဟာစံတကူမဟုတ်ဘူးယွန်စရာဆက်ဆုပ်စရာကောင်းတယ်လို့သိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီမစင်ကိုတဲ့ပါလိမ့်မအောင်မလားမ
မလိမ့်မှုဒီတိုင်းပဲနော်ယောဂီတို့ဘုန်းကြီးတို့ကလုံလေပြီးသောအတိတ်ကာလတုန်းကအဝိဇ္ဇာရဲ့ဖုံးအုပ်မှုကိုလည်းခံခဲ့ရတယ်အဝိဇ္ဇာရဲ့လှည့်ပြားမှုကိုလည်းခံခဲ့ရတယ်ဒါကြောင့်အဝိဇ္ဇာပစ္စယသင်္ခါရတဲ့သင်္ခါရဆိုတာကပြုလုပ်ခဲ့မှုသင်္ခါရကဘာလဲပြုလုပ်ခဲ့မှုကုသိုလ်ကံတွေကိုလည်းပြုလုပ်ခဲ့ကြတယ်အကုသိုလ်ကံတွေကိုလည်းပြုလုပ်ခဲ့ကြတယ်အတိအကျပြောရရင်ကတော့တဲ့သင်္ခါရပုံညာပြီးသင်္ခါရတဲ့လူဖြစ်ကြောင်းနတ်ဖြစ်ကြောင်းရူပဗျမ္မာဖြစ်ကြောင်းကုသိုလ်သင်္ခါရတွေကိုလည်းပြုလုပ်ခဲ့ကြတယ်အပုံညာပြီးသင်္ခါရအပေလေးပါးရောက်ကြောင်းအကုသိုလ်သင်္ခါရတွေကိုလည်းပြုလုပ်ခဲ့ကြတယ်အာနိဇာဘိသင်္ခါရတဲ့အရူပဗျမ္မာဖြစ်ကြောင်းသင်္ခါရတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်တဲ့ဒါကိုမြတ်စွာဘုရားကအဝိဇ္ဇာပစ္စယသင်္ခါရပြောအဝိဇ္ဇာပစ္စယဘာပါလိမ့်သစ္စာမသိပေမဲ့လို့လူဖြစ်ကြောင်းနတ်ဖြစ်ကြောင်းရူပဗျမ္မာဖြစ်ကြောင်းပုံညာပြီးသင်္ခါရလည်းပြုလုပ်ခဲ့တယ်အပေလေးပါးသို့ရောက်ကြောင်းအပုံညာပြီးသင်္ခါရကိုလည်းပြုလုပ်ခဲ့ကြတယ်အရူပဗျမ္မာဖြစ်ကြောင်းအာနိစာပြီးသင်္ခါရတို့ကိုလည်းပြုလုပ်ခဲ့ကြပါတယ်တဲ့ဒီလိုပြုလုပ်ခဲ့သည့်အတွက်သင်္ခါရပစ္စယဝိညာဏသင်္ခါရရဲ့တတ္တိကြောင့်သင်္ခါရရဲ့အရှိန်အဟုန်ကြောင့်ဝိညာဏနဲ့ပရိသန္တိစိတ်ဖြစ်ပေါ်လာရတယ်။ဘာစိတ်ဖြစ်ပေါ်လာရတာလဲ။ပရိသန္တိစိတ်ဖြစ်ပေါ်လာရပါတယ်တဲ့။ဝိညာဏပစ္စယနာမရူပဝိညာဉ်ကြောင့်နာနဲ့ရုပ်ဖြစ်ရတယ်ဝိညာဉ်ကြောင့်ဘာနဲ့ဘာဖြစ်ရတာလဲနာနဲ့ရုပ်ဖြစ်တယ်အဲ့တော့နာတရားဒီနေရာမှာစေတသိက်52ပါးတို့ကိုတဲ့အဲ့ဒါနာရဲ့အရာကောက်ရတယ်ဝေဒနာခန္ဓာဝေဒနာစေတသိက်တင်ညက်ခန္ဓာတင်ညာစေတသိက်သင်္ခါရခန္ဓာစေရနာဥစီတဲ့စေတသိက်50ဒီစေတသိက်52ပါးတို့ကိုသူကနာမနာရဲ့အရာကိုယူလိုက်ပါတဲ့ရူပဆိုတာကတော့ယောဂီအပေါင်းတော်ကောင်းတို့ကံကြောင့်ဖြစ်တဲ့ယုတ်ဥတုကြောင့်ဖြစ်တဲ့ယုတ်စိတ်ကြောင့်ဖြစ်တဲ့ယုတ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေကိုတဲ့အဲ့ဒါယူရတယ်နာမရူပပစ္စယတလာယတနာတလာယတနာဆိုတာကမျက်စိအာယတနာနာအာယတနာနှာခေါင်းအာယတနာရှားအာယတနာကိုယ်အာယတနာစိတ်အာယတနာတဲ့ဧသတိကယရဏ6ပါးတို့ကိုရှုရတယ်သို့မဟုတ်အတွင်အာယတနာ6ပါးတို့ကိုရှုရတယ်အတွင်အာယတနာ6ပါးတို့ကိုတဲ့အဲ့ဒါယူလို့ရှိအပြင်အာယတနာ6ပါးတို့ကိုပါမကင်းတရားအနေနဲ့ယူရတယ်အပြင်အာယတနာ6ပါးဆိုတာကတော့အစင်အတ္တအနံအယတာတွေးထိစရာကြံတွေးစရာအဲ့တော့အတွင်အာယတနာကိုလည်းယူပြီးအပြင်အာယနာကိုလည်းယူပြီးဆိုလို့ရှိရင်အကျိုးတရားအနေနဲ့မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ယာနာကောင်းစိတ်တွေးတောကြံစီစိတ်အပွင့်တက်6ပါးတို့ကိုပါတဲ့ယူလိုက်ကြရတယ်တဲ့နောက်ယောဂီပေါင်းတော်ကောင်းတို့တဲ့တလာယရဏပစ္စယဖတ်တော်တဲ့ဖတ်တာဆိုတာကသကုတံဖတ်တာသောတာတံဖတ်တာခာနာတံဖတ်တာဇိဝါတံဖတ်တာ
ကာယတံဖတ်တာမနောတံဖတ်တာတဲ့စက္ခုတံဖတ်တာဆိုတာကဒါဉာဏ်နဲ့အခိုက်ကလေးကိုဆိုလိုပါတယ်သောတာတံဖတ်တာကြားလိုက်တဲ့အခိုက်ခန္ဓာတံဖတ်တာနာလိုက်တဲ့အခိုက်ဇေဝတံဖတ်တာစားတဲ့အခိုက်ကာယတံဖတ်တာတွေးထီးတဲ့အခိုက်မနောတံဖတ်တာကြံတွေးတဲ့အခိုက်ဒါကိုဖတ်တာ6ပါးလို့ခေါ်ရတယ်ဖတ်တာပစ္စယဝေဒနာဝေဒနာဆိုတာကတော့တဲ့အဲ့ဒါခံစားမှုပေါ့ဝေဒနာကဘာတော့ခံစားမှုเนาะစက္ခုတံဖတ်တာသာဝေဒနာသောတာတံဖတ်တာသာဝေဒနာခန္ဓာတံဖတ်တာသာဝေဒနာစေဝတံဖတ်တာသာဝေဒနာကာယတံဖတ်တာသာဝေဒနာမနောတံဖတ်တာသာဝေဒနာမြင်ပြီးတဲ့နောက်ခံစားတယ်နားထောင်ပြီးတဲ့နောက်ခံစားတယ်နားရှုပြီးတဲ့နောက်ခံစားတယ်စားတော့ပြီးတဲ့နောက်ခံစားတယ်တွေးထိပြီးတဲ့နောက်ခံစားတယ်ကြံတွေးပြီးတဲ့နောက်တဲ့ခံစားတယ်တဲ့ဒါကိုယောဂီပေါင်းတော်ကောင်းတို့ဝေဒနာခံစားတယ်လို့ပြောရတယ်အဲ့ဒီခံစားမှုမှာကြတော့တဲ့ကောင်းတဲ့အာယုံကိုခံစားရတဲ့အခါမှာဒုက္ခဝေဒနာဖြစ်တယ်ဒုက္ခဝေဒနာဆိုတာကချမ်းသာတယ်ပေါ့နော်ဘာဖြစ်လို့ချမ်းသာတာတုံးလို့မေးရင်ကတော့ကြည်နပ်လို့ချမ်းသာတာတဲ့ယောဇာဘာဖြစ်လို့ချမ်းသာတာကြည်နပ်လို့ချမ်းသာတာမှန်ရဲ့လားမကြည်နပ်ရဲ့မကျေနပ်ရင်မချမ်းသာဘူးဆင်းရဲတယ်ကဲတခါယောဂီပေါင်းတော်ကောင်းတို့တဲ့မကောင်းတဲ့အာယုံကိုခံစားရတဲ့အခါကျတော့တဲ့ဆင်းရဲတယ်မကျေနပ်ဘူးမကျေနပ်လို့ရှိရင်ဆင်းရဲတယ်ဒါကိုကြတော့ဒုက္ခဝေဒနာလို့ခေါ်ရတယ်အလေအလတ်အာယုံကိုခံစားရတဲ့အခါကျတော့ချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်ကြည်နပ်တာလည်းမဟုတ်မကြည်နပ်တာလည်းမဟုတ်မြင်လျင်လေသူကမြင်ကမတ္တလေးပဲကြားလျင်လေကြားကမတ္တလေးပဲသူကဥပ္ပခဝေဒနာတဲ့ပြောစမ်းဘာဝေဒနာပါလိမ့်ဥပ္ပခဝေဒနာကဲဒါဖြစ်ရင်ယောဂီပေါင်းတော်ကောင်းတို့နှစ်အကွက်ကိုကြည်လိုက်ဒီနှစ်အကွက်မှာအင်္ဂါအနေနဲ့ပြောလျင်သူက5ပါးအင်္ဂါအနေနဲ့ပြောလျင်ဘာပါလဲဘာဒီလဲဝိညာဏနာယုတ်သာလယတနာဖာတဝေဒနာအင်္ဂါနဲ့ပြောလျင်5ပါးအဲ့ဒီအင်္ဂါ5ပါးတို့ကိုပဲတဲ့အဘိဓမ္မာနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ခန္ဓာ5ပါးပဲခန္ဓာဘယ်နှပါးတော့ကဲအဘိဓမ္မာလိုရည်တွက်မယ်ဆိုရင်တော့ရူပခန္ဓာဝေဒနာခန္ဓာသင်ညေခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာခန္ဓာဘယ်နှပါးလဲကဲဒီပဋိစ္စသမုပ္ပါကိုကြည့်ပြီးတော့ခန္ဓာ၅ပါးရည်တွက်မယ်ဆိုလို့ရှိရင်ဝိညာဉ်ဆိုတာကတော့ဝိညာဉ်နဲ့ခန္ဓာဝိညာဉ်ဆိုတာကဘာခန္ဓာလဲဟောဒီမှာနာမ်ဆိုတာကဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဘယ်နှပါးရသွားပြီတော့4ပါးရသွားပြီဝိညာဉ်ကဝိညာဉ်နဲ့ခန္ဓာနာမ်ကိုကြည့်လိုက်တဲ့အခါကျတော့ဝေဒနာခန္ဓာသင်ညေခန္ဓာသင်္ခါရခန္ဓာရုပ်ကိုကြည့်လိုက်တဲ့အခါကျတော့ရူပခန္ဓာပြောပါဦးရုပ်ကိုကြည့်တော့ဘာခန္ဓာလဲဒီယောဂီတွေအားရှိပါရှိလေးဖြေနော်ဟုတ်လား
ဘုန်းကြီးတို့ယောဂီကြည်ရတာကနည်းနည်းလေးဝရိယနေသလားလို့မနေပါဘူးတဲ့ဟုတ်လားနော်အများအပြည့်ကဝရိယကနေနေကြတယ်ဟုတ်လားဘုန်းကြီးကကတာတောင်းမှပဲနောက်ကလက်ခုပ်မတီးချင်ညာဘူးနော်အောင်စဘူးရဲ့မင်းသမီးတွေနဲ့အောင်စဘူးရဲ့ပရိသတ်နဲ့တော့အတော်ကွာတယ်မကွာဘူးလားကွာတယ်ဘုန်းကြီးကအော်လိုက်ရတာတရားဓမ္မတွေကနောက်ကလိုက်မအော်ဘူးအဲ့တော့တရားဓမ္မတွေရဲ့စိတ်ထဲမှာကတော့ဘုန်းကြီးအော်လို့သိခြင်းသိပါစီတို့ကတော့မသိနိုင်ဘူးပေါ့ဒီသဘောဖြစ်မနေဘူးလားအေးဖြစ်နေပါတယ်တဲ့နော်မဖြစ်အောင်ကြိုးစားဝရိယမထားရမလားထားရမလားဤဝရိယထားရမှာပေါ့ဗျာနော်ယောဂီပေါင်းတော်ကောင်းတို့အောင်စဘူးတို့များကတယ်ဆိုလို့ရှိရင်ရိသမားတွေကလက်ခုပ်တီးတီးကြတဲ့ပရိသတ်တွေကလည်းပဲတဲ့စုတွေလက်တွေချီးမြှောက်ကြတဲ့တချို့များရွှေတွေနဲ့တဲ့တချို့များစိန်တွေနဲ့တဲ့နော်ယောဂီပေါင်းတော်ကောင်းတို့အဲ့တော့တဲ့ဘုန်းကြီးကတရားဟောတဲ့ခါမှာယောဂီတို့ကရွှေလဲလှူเสียမလိုပါဘူးငွေလဲလှူเสียမလိုပါဘူးလေကလေးသာလှူလိုက်ပြောပါသာလှူလိုက်တော့ကဲမိမေယောဂီပေါင်းတော်ကောင်းတို့နံပါတ်1အကွက်မှာပဋိစ္စသမုပ္ပါအနေနဲ့ပြောလျင်အင်္ဂါဘယ်နှပါဘာဒီပါလိမ့်ဝိညာဏယုတ်တလာယတနာဟာတဝိဒနာခန္ဓာနဲ့ပြောလျင်ခန္ဓာဘယ်နှပါပါရီလေရူပခန္ဓာဝေဒနေခန္ဓာသင်ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာကဲအဲ့ဒီခန္ဓာ၅ပါးကတဲ့ယခုဖြစ်သေးပါတဲ့ဒီခန္ဓာ၅ပါးကဘာပါတော့ယခုဖြစ်သေးပါတဲ့ယခုဖြစ်နေတာဒီခန္ဓာ၅ပါးပဲယခုဖြစ်နေတာဒီခန္ဓာဘယ်နှပါးလဲယခုဖြစ်နေတာဒီခန္ဓာ၅ပါးပဲနော်အဲ့ဒီခန္ဓာတောင်းမှပဲအတ္တဘောခန္ဓာနဲ့သဘောခန္ဓာပြောစမ်းပါပါလိမ့်ဤအတ္တဘောခန္ဓာနဲ့သဘောခန္ဓာအတ္တဘောခန္ဓာဆိုတာကတော့တဲ့ယောဂီတို့မျက်စိနဲ့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမြင်ရတဲ့ခန္ဓာကြီးကိုအတ္တဘောခန္ဓာလို့ပြောရတယ်။ဘာခန္ဓာလို့ပြောရတယ်လဲ။သဘောခန္ဓာဆိုတာကတဲ့ပစ္စုပန်ကာလမှာဓဝါရနဲ့အာယုန်နဲ့တိုက်သည့်အတွက်ကြောင့်ပေါ်တဲ့ခန္ဓာကိုသဘောခန္ဓာလို့ပြောရတယ်။ဘာခန္ဓာလို့ပြောရတယ်လဲ။ကဲယောဂီပေါင်းတော်ကောင်းတို့တဲ့ယောဂီတို့ရဲ့နာနဲ့ဘုန်းကြီးရဲ့အတန်နဲ့တိုက်လိုက်တဲ့အခါမှာကြားစိတ်မပေါ်ဘူးလားနာနဲ့အတန်ကတခြားလားရူပခန္ဓာလားနာနဲ့အတန်ကဘာခန္ဓာပေါ်လာတဲ့ကြားစိတ်ကဘာခန္ဓာဝိညာဉ်နဲ့ခန္ဓာပေါ်လာတဲ့ကြားစိတ်ကဘာခန္ဓာတော့ပေါ်လာတဲ့ကြားစိတ်ကဘာခန္ဓာတော့ကဲကြားစိတ်နဲ့အတူခံစားမှုလေးမဖြစ်ဘူးလားခံစားမှုကမှတ်သားမှုကောမဖြစ်ဘူးလားမှတ်သားမှုကဘာခန္ဓာနားထောင်မှုကောမဖြစ်ဘူးလားနားထောင်မှုကဘာခန္ဓာသင်္ခါရခန္ဓာပြန်ပြောမယ်ယောဂီတို့နော်နာနဲ့အတန်ကဘာခန္ဓာတို့ကြားစိတ်ကဘာခန္ဓာတို့ခံစားမှုကဘာခန္ဓာတို့
မှတ်သားမှုကဘာခန္ဓာတို့နားထောင်မှုကဘာခန္ဓာတို့အဲ့ဒါဟာသဘောခန္ဓာပဲအားလုံးပြောစမ်းဘာခန္ဓာတို့ကဲဝိပဿနာရှုတဲ့ခါကျတော့တဲ့အတဘောခန္ဓာရှုရမှာလားသဘောခန္ဓာရှုရမှာလားဒါကြောင့်ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကိုဆရာတော်ဘုရားကြီးကနော်ကြားစိတ်ပေါ်ရင်လည်းဖြစ်ပြရှုလို့ဟောတာကြားစိတ်ပေါ်ရင်လည်းပါရှုတော့ကြားစိတ်ပေါ်ရင်လည်းဖြစ်ပြရှုအဲ့ဒီကြားစိတ်ကလေတဲ့ဘယ်အချိန်မှဖြစ်နေတာလဲတဲ့ဒီတော့မှယခုဖြစ်စေပါလေယခုဖြစ်စေပစ္စုပန်ကာလပေါ့ယခုဖြစ်ပြီးရင်ယခုပြတ်သွားတာပဲသောတော်တော်ကဖြစ်ပေါ်တဲ့ကြားစိတ်ကလေးတဲ့အခုရှိသေးလားမရှိတော့တာကပြတ်သွားတာအဲ့ဒါကိုယောဂီဘောတော်ကောင်းတို့ဝေဒနာနေတော့တာနော်ကြားစိတ်ကြားခန္ဓာလေးဟာဖြစ်ပြီးတဲ့နောက်ပြတ်သွားပါတယ်တဲ့ဖြစ်ပြီးတဲ့နောက်ပြတ်သွားပါတယ်တဲ့ကဲအဲ့ဒီတဲ့ခန္ဓာ၅ပါးသို့မဟုတ်ဒီအင်္ဂါ၅ပါးတို့ကဘယ်အလွှာမှလဲဘာအလွှာပါလဲပစ္စုပန်အကျိုးတလွှာပစ္စုပန်အကျိုးတလွှာဆိုတာကပစ္စုပန်အကျိုးတရားပဲလို့ပြောတာနော်အလွှာမှုတခြားမထင်နဲ့ပစ္စုပန်အကျိုးတရားလို့ပြောတာကဲဒါဖြစ်ရင်ဘာသစ္စာတော့ဒုက္ခသစ္စာဟောပစ္စုပန်သဘောခန္ဓာ၅ပါးဟာဖြစ်ပြီးရင်ပြည့်သွားသည့်အတွက်ကြောင့်ဒုက္ခသစ္စာတဲ့အားလုံးပြောဘာသစ္စာတော့ဒုက္ခသစ္စာဆိုတော့ချမ်းသာတဲ့တရားလားဆင်းရဲတဲ့တရားလားဖြစ်ပြီးတဲ့နောက်မပြတ်တဲ့တရားလားပြတ်တဲ့တရားလားကဲဒါဖြစ်ရင်ပစ္စုပန်ခန္ဓာ၅ပါးဖြစ်ပြက်ကဘာသစ္စာသိတဲ့ဉာဏ်ကဘာသစ္စာဟောသိတဲ့ဉာဏ်ကမဂ္ဂသစ္စာဆိုတာကရှုတဲ့ပုဂ္ဂိုလ်မှသိတယ်မရှုတဲ့ပုဂ္ဂိုလ်ကတော့မသိဘူးနော်ကြည့်တဲ့ပုဂ္ဂိုလ်မှသိတယ်မကြည့်တဲ့ပုဂ္ဂိုလ်ကတော့မသိဘူးအဲ့တော့မသိခြင်းအဝိဇ္ဇာဖြစ်ရင်ကတော့တဏှာဖြစ်မယ်ဥပါဒံဖြစ်မယ်ကာမဘဝဖြစ်မယ်ဇာတိဖြစ်မယ်သရမရဏဖြစ်မယ်အဲ့ဒီနှစ်ကွက်ကိုတော့တဲ့ဘုန်းကြီးတို့ကညနေမှဖြစ်ပြောပေးမယ်နော်အခုယောဂီပေါင်းတော်ကောင်းတို့တဲ့အဲ့ဒါကြည်ထားရမယ်သိထားရမှာကတော့တစ်အကွက်နဲ့နှစ်အကွက်ပြောဘာနဲ့ဘာလိုက်ကဲတစ်အကွက်ထဲမှာအင်္ဂါဘဏ်နှစ်ပါးနှစ်အကွက်မှာအင်္ဂါဘဏ်နှစ်ပါးတစ်အကွက်ထဲမှာရှိတဲ့အင်္ဂါနှစ်ပါးကဘာနဲ့ဘာလဲနှစ်အကွက်မှာရှိတဲ့အင်္ဂါ၅ပါးကဘာဒီပါလဲဝိညာဏနာယုတ်သလာယတနာဟာတဝေဒနာဒီအင်္ဂါ၅ပါးကဘာသစ္စာတော့ဒုက္ခသစ္စာဆိုတာကဆင်းရဲခြင်းအမှတ်တရားပြောပါအမှန်တရားတော့ကဲလိုက်ဆိုမယ်အဝိဇ္ဇာပစ္စယဘုံညာဘိသင်္ခါရဘုံညာဘိသင်္ခါရပစ္စယလူခန္ဓာနခန္ဓာရူပဗြဟ္မာခန္ဓာသစ္စာတော့မသိဘူးသို့တော်တဲ့ပုံညာပြီးသင်္ခါရလို့ခေါ်တဲ့ဒါနကုသိုလ်ဘာဝနာကုသိုလ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေပြုလုပ်တယ်အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့လူပြည်နတ်ပြည်ဗြဟ္မပြည်သို့ရောက်ရပါတယ်တဲ့ကဲလိုက်ဆိုမယ်
အဝိဇ္ဇာပစ္စယအပုံညာဘိသင်္ခါရအပုံညာဘိသင်္ခါရပစ္စယအပေလီဘောသစ္စာလည်းမသိဘူးအာဟုသို့သင်္ခါရတွေကိုလည်းပြုလုပ်တယ်အာဟုသို့သင်္ခါရတွေကိုပြုလုပ်သည့်အတွေ့ကြောင့်ဒီပုဂ္ဂိုလ်အပေလီဘုံမှာပရိတန်တိနေရတယ်အပေလီဘုံမှာဗာနေရတယ်လေပရိတန်တိနေရတယ်နော်သစ္စာမသိတာကဉာဏ်မဝဲတာအာဟုသို့ကံဒီပြုလုပ်တာကကံမဝဲတာဉာဏ်လည်းမဝဲတယ်ကံလည်းမဝဲတယ်အဲ့တော့ဒီပုဂ္ဂိုလ်လူဖြစ်လာရင်လည်းငမဝဲပဲဖြစ်မယ်လူဖြစ်လာရင်လည်းဘာဖြစ်မှာတော့ငမဝဲပဲဖြစ်မယ်သဘောပါရဲ့လားကဲလိုက်ဆိုပါဦးအဝိဇ္ဇာပစ္စယအာနိဇာဘိသင်္ခါရအာနိဇာဘိသင်္ခါရပစ္စယအရူပဘောသစ္စာတော့မသိဘူးသို့တော်တဲ့အရူပဇန်နေရအောင်အားထုတ်တယ်အရူပဇန်ဒီရအောင်အားထုတ်သည့်အတွက်ဒီအရူပဇန်ဒီနဲ့တည်တဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့ယောဂီအပေါင်းတော်ကောင်းတို့အရူပဖြစ်မှာသွားဖြစ်ပါတယ်တဲ့ဘာသွားဖြစ်တာတော့အရူပဖြစ်မှာသွားဖြစ်တယ်အဝိဇ္ဇာဉာဏ်ကတော့မဝဲတယ်သို့တော်တဲ့အရူပဇံတော့မဝဲဘူးအရူပဇံတော့ရသည့်အတွေ့ကြောင့်အရူပဖြစ်မှာသွားဖြစ်တယ်ဒီကနေ့ဟောမဲ့တရားကတော့နော်ယောဂီပေါင်းတော်ကောင်းတို့စန္ဒာထီရီဘိက္ခုနီယဟန္တာမအကြောင်းဒီစန္ဒာထီရီတဲ့ဘိက္ခုနီမအကြောင်းကိုတရားဓမ္မတွေနားထောင်ရမယ်ဆိုလို့ရှိရင်အတိတ်တုန်းကဉာဏ်မဝဲကံမဝဲခဲ့သည့်အတွက်ကြောင့်လူမွဲတော့လာဖြစ်ရတယ်အဲ့တော့လူမွဲလာဖြစ်ရပြီမယ်လို့ဒီဘဝမှာဉာဏ်မမဝဲသည့်အတွက်ကြောင့်နိဗ္ဗာန်သို့တဲ့ရောက်သွားပုံလေးကိုတရားဓမ္မတွေမှတ်သားရမယ်နော်ဒါကြောင့်ဘဝကျမ်းပြီးမဲ့ဓမ္မနန်းတော်သို့ရောက်ပါတယ်တဲ့အဲ့တော့သန္နာထီရိယဟန္တာမရဲ့အလောင်းတည်လွန်လီပြီးသောအတိတ်ကာလတုန်းကဝိဝတ္တဥပနိတ္တယကုသိုလ်တွေကိုလုပ်ခဲ့တယ်တဲ့အာကုသိုလ်တွေပါလဲဝိဝတ္တဥပနိတ္တယကုသိုလ်ဆိုတာကတခြားမဟုတ်ဘူးနော်နိဗ္ဗာန်ကိုရရပါလို့ဤဖယနိဗ္ဗာန်ကိုရရပါလို့ဤဖယလို့ဆုတောင်းပြီးတော့လှူတဲ့ကုသိုလ်ကိုဝိဝတ္တဥပနိတ္တယကုသိုလ်လို့ခေါ်ရတယ်ဒါနကုသိုလ်ပြုရင်လည်းဤဓမ္မေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုသီလဆောင်ထိန်ရင်လည်းဤဓမ္မေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဝေယဝိသကုသိုလ်တွေပြုလုပ်ရင်လည်းဤဓမ္မေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုတရားနာတရားအားထုတ်ရင်လည်းဤဓမ္မေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုအဲ့ဒီကဲ့သို့တဲ့စိတ်ထဲကရီမှန်းပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကိုဝိဝတ္တဥပနိတ္တယကုသိုလ်လို့ခေါ်ရတယ်ဒီကုသိုလ်တဲ့ပြုလုပ်ခဲ့တဲ့အဲ့ဒီအမျိုးသမီးဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်ကာလသို့ရောက်တဲ့အခါမှာပုံနာရွာကလေးတရွာမှာတဲ့ပုံနီးမကြီးရဲ့သမီးလေးလာဖြစ်ရတယ်
သူမွေးဖွားတဲ့အချိန်ကစားပြီးတော့သူတို့အိမ်မှာတဲ့စီးပွားဥစ္စာတွေဟာတဲ့အားလုံးပျက်စီးသွားတယ်တဲ့ဒါစီးပွားဥစ္စာပျက်စီးခြင်းရဲ့အကြောင်းတော့မပါဘူးပေါ့နော်ယောဂီတို့စီးပွားဥစ္စာတွေတဲ့ပျက်စီးသွားသည့်အတွက်ကြောင့်ဆင်းဆင်းရဲနဲ့ပဲတဲ့ဘဝခရီးလမ်းကိုဖြတ်တန်းပြီးတော့သူကကြီးလာရတယ်ဒီလိုတဲ့အဲ့ဒါကြီးလာတဲ့အရွယ်ရောက်တဲ့အခါကျတော့တဲ့အိမ်အောင်ကြတယ်အဲ့ဒီကဲ့သို့ပဲတဲ့ဆင်းဆင်းရဲနဲ့ဖြတ်တန်းပြီးတော့နေလာခဲ့ကြတာယောဂီအပေါင်းတော်ကောင်းတို့တဲ့သူတို့နေတဲ့ရွာကလေးမှာတဲ့အဟိဝါဒယောဂါဆိုကြီးဖြစ်တယ်ဒါဘုန်းကြီးတို့မြန်မာနိုင်ငံမှာတဲ့ဖြစ်တယ်ကိုဗစ်ယောဂါမျိုးပေါ့သို့တော့ကိုဗစ်ယောဂါလောက်ကတော့သူကမဆိုးဘူးเนาะမဆိုးဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီအဟိဝါဒယောဂါတဲ့ဖြစ်တယ်ဆိုလို့ရှိရင်ဒီရွာမှာဖြစ်လျင်ဒီရွာကလွတ်အောင်ပြေးရင်သူလွတ်သွားတယ်ဒီမျိုးမှာဒီယောဂါဖြစ်လျင်ဒီမျိုးကနေပြီးတကလာလွတ်အောင်ပြေးရင်လွတ်သွားတယ်ကိုဗစ်ယောဂါဖြစ်တဲ့အခါကျတော့ရန်ကုန်ဖြစ်လည်းပဲတောင်ကြီးပြေးလာလို့မရဘူးရပါမလားတောင်ကြီးမှာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းရန်ကုန်ပြေးလာလို့ရရဲ့လားမရဘူးဘယ်သူကမှလက်ခံမှာမဟုတ်ဘူးနော်သဘောပါရဲ့လားအဲ့ဒီအာဟိဝါဒယောဂါဆိုကြီးကြောင့်တဲ့သူတို့မိသားစုတစုအလုံးပျက်စီးကုန်ကြတယ်သူပဲကြံတယ်သူရဲ့ဆွေမျိုးတွေတောင်မှပဲပျက်စီးတယ်တဲ့အဲ့ဒီခါမှာတရားဓမ္မပေါင်းတော်ကောင်းတို့တဲ့အဖေအမေဒီတည်သွားသည့်အတွက်ကြောင့်လေမိဘမဲတကောင်ကျွတ်လင်းတည်သွားသည့်အတွက်ကြောင့်လေမုတ်ဆိုးမှတကောင်ကျွတ်ဆွေမျိုးတွေတည်သွားသည့်အတွက်ကြောင့်လေဆွေမဲ့မျိုးမဲ့တကောင်ကျွတ်ဖြစ်သွားတယ်ဘဝခရီးလမ်းတဲ့မကြမ်းတမ်းဘူးလားမဆင်းရဲဘူးလားအာကိုးစရာမရှိတော့သည့်အတွက်ကြောင့်တဲ့အဲ့ဒီတဲ့စန္နာဆိုတဲ့အမျိုးသမီးလေးဟာတဲ့အဝတ်စုပ်အင်ကြီးစုပ်ဝတ်နေစရာစားစရာမရှိတော့ခွက်လက်ဆွဲပြီးဒုက္ခလေးကင်ပြီးလှဲ့လေတောင်းရန်စားတော့ရတယ်ဒီလိုနဲ့ပဲတဲ့ဆင်းရဲတဲ့ဘဝခရီးကိုတဲ့ရှောက်လန်းခဲ့ရတာတဲ့9နှစ်ကြာသွားတဲ့တောင်းရန်စားတော့ရတာဗာနှစ်ကြာသွားတာ9နှစ်ကြာသွားတယ်ကဲယောဂီပေါင်းတော်ကောင်းတို့တဲ့တရေတော့အဲ့ဒါလဲ့လေတောင်းရန်စားတော့ရင်နဲ့ပတ္တာစာရီယဟန္တာထီရီမာကြီးတဲ့အုတ်ချုပ်တဲ့ကျောင်းတက်ကြီးတို့ရောက်လာတယ်ဆွမ်းစားကြောင်းအနီးသို့ရောက်လာတဲ့ခါမှာတဲ့ပတ္တာစာရီဘိက္ခုနီမကြီးနဲ့တကွာတဲ့ဘိက္ခုနီမတွေကဒီတရောင်းစားအမျိုးသမီးကြီးကိုမြင်တဲ့အခါကျတော့ကရုဏာတရားကြီးမားစွာဖြင့်စားစရာကောင်းဒီကိုလည်းကျွေးတယ်စကားနဲ့လည်းပဲတဲ့ချော့မော့ပြီးတကလာပြောဆိုကြတယ်အဲ့ဒီခါမှာတဲ့ဒီမျိုးသမီးကြီးဟာတဲ့တက်တာရသွားတာပေါ့ဒါနဲ့ပဲတဲ့လာတောင်းလိုက်သူတို့ကိုအကဲခတ်လိုက်လာတောင်းစားလိုက်သူတို့ကိုအကဲခတ်လိုက်ကြည်ရင်တဲ့ဒီဘိက္ခုနီမတွေတဲ့ကျင့်သုံးကြတယ်သီလတရားတွေအပေါ်မှာလည်းသူကြည်ညိုလာတယ်ဓမ္မာရိတရားအပေါ်မှာလည်းကြည်ညိုလာတယ်ဘာဝနာတရားတွေပေါ်မှာလည်းကြည်ညိုလာသည့်အတွက်ကြောင့်တဲ့ဘိက္ခုနီမဝိချင်တဲ့စိတ်ဖြစ်ပေါ်လာတယ်ပြောပါဝိချင်တဲ့စိတ်ဒီတရားဓမ္မပေါင်းတော်ကောင်းတို့တဲ့ဘိက္ခုနီမဝိတ္တေသို့မဟုတ်တရားဝင်တရားအားထုတ်ကြတယ်ဆိုတာကတဲ့သူကအကြောင်းတရားနှစ်ချက်ကြောင့်တဲ့အကြောင်းတရားဘယ်နှချက်တော့နံပါတ်1ကသာသနာတော်မြတ်ကြီးရဲ့အပေါ်၌ကြီးညိုလို့နံပါတ်1ကဘယ်ပေါ်၌ကြီးညိုလို့လဲ
နာဘနေကတံဝီခရလို့နာဘနှစ်ကဘာရလို့လဲကဲတရားဓမ္မတို့ကတရားစခန်းဝင်ပြီးတက္ကလာတရားနာကြတဲ့တရားအားထုတ်ကြတယ်သာသနာတော်မြတ်ကြီးကိုတဲ့မကြည်ညိုပဲနဲ့တရားဝင်မှမလားတံဝီကမရပဲနဲ့ကိုတဲ့တရားဝင်မှမလားမဝင်မှဘူးနော်ကဲယောဂီတို့ကိုဘုန်းကြီးကမေးရအောင်မယ်ဘာရီများတံဝီကရကြတယ်လဲတံဝေကတွေကတော့အရှင်ဘုရားများလုံးအာကြီးလို့ပြောလို့တောင်ကုန်မှာမဟုတ်ပါဘူးခရနေမှာပေါ့သဘောပါရဲ့လားနော်မန္တကတော့ငါဘုန်းကြီးရဲ့ဝေယဝဆဖွဲ့ပြီးပြောနေကြတာအရင်တော့ကဆိုလို့ရှိရင်ဘုရားတဲ့ရွှေတကြသားမှာဘယ်လောက်ရှိတယ်မေဟုတ်လားနော်ကျဲဥတလုံးမှာဘယ်လောက်ရှိတယ်တဲ့ကိုကုံစည်းနှုံတွေကမတရားကိုကြီးနေတဲ့ဖရာဘုန်းကြီးနားထောင်ရင်နဲ့ဆောင်းတောင်မစားတော့ဘူးနော်ဆောင်းမစားလို့ဒီပြင်ဟာမစားပဲနေသလားဆိုတော့လည်းမဟုတ်ပါဘူးဒါတွေကလည်းပါတော့တံဝီခရစေရသည်ပြောပါအောင်ပါရစေရသည်အမိဝံကောင်းဆေလညောင်းမြအောင်ကေရကြီးတီတန်ဒီနှင့်လူပြည်လူရွာရောက်ပြန်မာလဲဥနာတိဒုက္ခဘိကြောင့်စိတ်အေးကိုခိုင်မနေနိုင်ခဲ့ဖြိုင်ပြိုင်ဒုက္ခခံပြီးမှလဲများလပေရွာရောက်ကြရှာ၏အတ္တိတာရှိဤဝဘိနှင့်နောင်ဤနာကဒုက္ခထလေမပြခုခာနေတုံးမှလေအစာရှာရထိုဒုက္ခကြောင့်တမြမရှုတဲ့အောင်ပူ၍သူငါမသက်တာသည်ရှစ်ဖြာတံဝီရချောင်းဒီတဲ့တံဝီကရကြသည့်အတွက်ကြောင့်လည်းပဲတဲ့တရားဝင်ရောက်အားထုတ်ကြတဲ့ဘိက္ခုနီမဝိကြတယ်ကဲသတောင်းသားမလေးမဲစန္ဒာနော်သာသနာတော်အပေါ်မှာကြီးညိုတဲ့စိတ်တံဝီကရသွားသည့်အတွက်ကြောင့်ပတ္တာစာရီတဲ့ထီရီမာကြီးရဲ့ထာမဘိက္ခုနီမဝတ်ပါပြီအဲ့ဒီခါမှာတဲ့ပတ္တာစာရီတဲ့ထီရီမာကြီးကလည်းသူ့ကိုတရားတွေဟောပေးတယ်ပတ္တာစာရီထီရီယဟန္တာမကြီးတဲ့ဟောတဲ့တရားကတော့နော်နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့နိဗ္ဗာန်တရားပြောပါလိမ့်နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့နိဗ္ဗာန်တရားပဋိစ္စသမုပ္ပါအလိုဆိုလို့ရှိရင်တော့ဝေဒနာနိဒောဓာနဲ့တဏှာနိဒောတောပြောစမ်းပါလိမ့်အဲ့တော့ဝေဒနာနိရောဓဆိုတာကသူကမက္ခသစ္စာပေါ့ပြောပါသစ္စာပါလေတဏှာနိရောဓဆိုတာကနိရောဓသစ္စာပေါ့တဏှာနိရောဓကဘာပါလဲနိရောဓသစ္စာကဲနိဗ္ဗာန်ရောက်ကြောင်းတရားကတခြားလားမက္ခသစ္စာလားအဲ့ဒီမက္ခသစ္စာမှာတဲ့မက္ခ2မျိုးရှိတယ်နော်ဝိပဿနာမဲ့နဲ့အရိယာမဲ့အားလုံးပြောပါလိမ့်ကဲဝိပဿနာမဲ့ကိုလိုက်ဆိုကြည့်အောင်ဖြည့်ပြည့်သမျှသင်္ခါရဒုက္ခသစ္စာမှာဖြည့်ပြည့်သမျှသင်္ခါရဒုက္ခသစ္စာမှာကဲယောဂီပေါင်းတော်ကောင်းတို့တဲ့ခန္ဓာ၅ပါးတို့သည်တဲ့ဖြစ်ပြီးတဲ့နောက်မပြတ်တဲ့တရားလားပြတ်တဲ့တရားဟောဒါဖြစ်ရင်ခန္ဓာ၅ပါးဖြစ်ပြက်ကဘာသစ္စာတော့ခန္ဓာ၅ပါးတို့သည်တဲ့ဖြစ်ပြီးလျင်ပြတ်တတ်တဲ့သဘောရှိသည့်အတွက်ကြောင့်သူကဒုက္ခသစ္စာပဲဖြစ်ပြီးရင်ပြတ်တယ်
မွေးပြီးရင်တည်တယ်ကဲလိုက်ဆိုအောင်မယ်ခြေပြဲမှုတွင်ဉာဏ်သက်ဝင်သိမြင်မဲ့ဟုမှခြေပြဲမှုတွင်ဉာဏ်သက်ဝင်သိမြင်မဲ့ဟုမှဖြစ်ပြီးတော့ပြတ်သွားတယ်နော်အဲ့ဒီဖြစ်ပြအပေါ်မှာဉာဏ်ကလေးတက်တယ်ဉာဏ်ကလေးဝင်တယ်ဉာဏ်သိတယ်ဒီလိုတဲ့ဉာဏ်သက်ဝင်နေတဲ့အချိန်မှာတဲ့လောကီမဂ်ခင်၅ပါးပြောစမ်းဗာမဂ်ခင်၅ပါးလဲသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပပညာမဂ်ခင်က2ပါးသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိသမာဓိမဂ်ခင်က3ပါးတဲ့အဲ့တော့အရှုခံဖြစ်ပျက်ကဘာသစ္စာရှုဉာဏ်သိတဲ့ဉာဏ်ကဘာသစ္စာမေဃသစ္စာဒီမေဃသစ္စာကယောဂီပေါင်းတော်ကောင်းတို့တဲ့ဖြစ်ပျက်ရှုတဲ့အလုပ်ဖြစ်ပျက်ကိုကြည့်တဲ့အလုပ်ကိုလုပ်ယုံတယ်မကဘူးသူကကိလေသာလည်းပဲသူကတတ်တတ်ပေးတယ်တခါဖြစ်ပျက်ရှုလို့တခါမြင်လိုက်ကိလေသာတခါသိလိုက်ဖြစ်ပျက်တခါရှုလို့တခါမြင်လိုက်ကိလေသာတခါတတ်လိုက်အဲ့တော့ကိလေသာတခါတတ်တယ်ဆိုတာကနော်မသိခြင်းကအဝိဇ္ဇာသိခြင်းကဝိဇ္ဇာနော်အဲ့တော့သိခြင်းဝိဇ္ဇာဖြစ်ရင်မသိခြင်းအဝိဇ္ဇာကချုပ်တယ်သိခြင်းဝိဇ္ဇာဖြစ်ရင်မသိခြင်းအဝိဇ္ဇာကချုပ်သွားတယ်အဲ့ဒါကိုယောဂီပေါင်းတော်ကောင်းတို့နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂသစ္စာလို့ခေါ်ရတယ်တဏှာတွေဘာတွေကတိတံပယ်စီရမလို့ပါဘူးအရေးကြီးတာကဘာတော့အဝိဇ္ဇာကနေဝိဇ္ဇာဖြစ်နေဖို့ရမယ်အရေးကြီးတယ်ပြောစမ်းဘာကနေဘာဖြစ်နေဖို့ရအဝိဇ္ဇာကနေဝိဇ္ဇာဖြစ်နေလို့ရှိရင်တဲ့ကိလေသာတွေဟူသောတဲ့အညစ်အကြေးတွေအမောင်တွေဟာတဲ့တော့တဖြည်းဖြည်းနဲ့ပယ်သွားတာပဲဒါကြောင့်ယောဂီပေါင်းတော်ကောင်းတို့တဲ့အရှုခန္ဓာ၅ပါးဖြစ်ပျက်ကဒုက္ခသစ္စာရှုဉာဏ်မဂ်ခင်၅ပါးတို့ကဝိပဿနာမဂ္ဂသစ္စာဒီဝိပဿနာမဂ္ဂသစ္စာဆိုတာကကိလေသာကိုတတ်ပြီးတော့နိဗ္ဗာန်ကိုသွားနေတာဘာကိုတတ်ဘယ်ကိုသွားကိလေသာကိုတတ်ပြီးတက္ကလနိဗ္ဗာန်သွားနေတယ်နိဗ္ဗာန်ရောက်အောင်ပို့နေတယ်ဒီလိုရှုရင်မှရင်ရှုရင်မှရင်နဲ့ဖြစ်ပြမြင်ရာနေတဲ့အဲ့ဒါမုံဉဏ်နေရလာမယ်မုံရာကနေပြီးတော့တဲ့ဖြစ်ပြဆုံးသွားမယ်ဆိုလို့ရှိရင်ပရမအကျဉ်းဆုံးလျင်သောတာပတ္တိမဲ့သောတာပတ္တိဖို့ဒုတိယသဂရဂာမိမဲ့သဂရဂာမိဖို့တတိယအနာဂာမိမဲ့အနာဂာမိဖို့သတုထအရဟတမေညာရတ္တဖို့ညာအရဟတမေညာရတ္တဖို့ညာလေးရရောအဝိဇ္ဇာယတွေ့ဝအတိတဝိရာဂနိဒောတာနော်အရဟတမေညာရတာနဲ့တပြိုင်နဲ့အဝိဇ္ဇာအကျွင်းမဲ့ချုပ်သွားတယ်အဝိဇ္ဇာအကျွင်းမဲ့ချုပ်သွားပြီဒါကိုယောဂီပေါင်းတော်ကောင်းတို့အာတောကုန်ခယဟန္တာဖြစ်တယ်လို့ပြောရတယ်ပဒါစာရီယဟန္တာထေရီမကြီးကဒီစန္ဒာထေရီမကြီးကိုတဲ့နိဗ္ဗာန်ရောက်ကြောင်းပရမတ္ထတရားနိဗ္ဗာန်လို့ခေါ်တဲ့ပရမတ္ထတရားတွေကိုသေသေးချာချာဟောညွှန်ပြသဆိုဆုံးမလိုက်တယ်။သာနာထေရီမကြီးကလည်းပဲတဲ့ဆရာသမားရဲ့အဆုံးအမနဲ့အညီအားထုတ်လိုက်တဲ့အခါမှာတဲ့အာတောကုန်ခန့်ယဟန္တာအဖြစ်သို့ရောက်သွားတယ်။ပြောစမ်းဘာဖြစ်သို့ရောက်သွားတယ်လဲ။အာတောကုန်ခန့်ယဟန္တာအဖြစ်သို့ရောက်သွားတယ်။
အဲ့တော့ဝေဒနာဏိဒောတာတဏှာဏိဒောတောတဏှာဏိဒောတာဥပါဒာနဏိဒောတောဥပါဒာနဏိဒောတာဘဝဏိဒောတောအဲ့တော့နောက်ထပ်ဘဝမလာလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုရောက်သွားတာပဲသဘောပါရဲ့လားအေးသူ့ရဲ့ဘဝကတော့တဲ့မကြမ်းတမ်းဘူးလားသို့တော့သူတော်စည်းကမြတ်တရားနာလျော်စွာအကျဉ်ဆိုတဲ့အင်္ဂါ၃ချက်နဲ့ညီလိုက်တဲ့အခါကျတော့ဓမ္မနန်းတော်လို့ခေါ်တဲ့နိဗ္ဗာန်သို့မရောက်ဘူးလားဤဒါကြောင့်တော့တရားဓမ္မပေါင်းတော်ကောင်းတို့ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေရုပ်ချောသည်ဖြစ်စေရုပ်ဆိုးသည်ဖြစ်စေနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုအထောက်ရနိဗ္ဗာန်သို့ရောက်ကြပါလိမ့်မယ်လို့အသိပေးရင်းနဲ့ကဲခန္ဓာ၅ပါးဖြစ်ပျက်ကဘာသစ္စာသိတဲ့ဉာဏ်ကဘာသစ္စာသိတာကဘာသစ္စာနောင်ခန္ဓာမလာတာကဘာသစ္စာဤဒါကြောင့်သစ္စာတရားတွေနာပြီးသစ္စာသိအောင်ကြိုးစားကြပါတို့တိုက်တော်ရင်နဲ့ကေသာဓုခေါ်တော်ကြစို့